ကျွန်တော်ဒီနေ့ကကျွန်တော် game stream လည်းမလင်းပြဘူးပြီးတော့ကျွန်တော်အလုံးမအားရတယ် game လည်းမဆော့ပြတ်တော့ရအောင်မလို့ကျွန်တော်ဒီခဏအားရချိန်မှာကျွန်တော် reaction တစ်ပုတ်သွားလုပ်မယ်ဒီနေ့ဗီဒီယိုကလုံးဝဖြစ်နိုင်ရင်ရှိရ over damage တွေကွာကျွန်တော်အရင်ကတစ်ဆက်ထားတဲ့ဗီဒီယိုလောက်ထိ damage ကပေါ့နော်အရင် over မဖြစ်ဘဲနဲ့ဖြစ်နိုင်ရင်ရှိတဲ့ hero တွေဖြစ်ပါတယ်အဲ့တော့ like show လိုက်အောင် let's go ကတိတာရတယ်လုံးဝရတယ်ကျွန်တော်တို့ရဲ့အတင်းဘက်ကိုလည်း enemy တကောင်အဲ့လိုမျိုးလှုပ်သွားတာခံရဘူးလေတခါခံရဘူးလေကွာဒါဖြစ်နိုင်ပါတယ်ဟဲ့လားယုံလို့ရတယ်ယုံလို့ရတယ်နော် Layla No ညလီလာကိုမရတိုင်နဲ့ဆော့တာဒါလေးရနည်းနည်းလေးရောတော့မဖမ်းကြည့်ရသေးဘူးပြီးကြမှာသွားဖမ်းကြည့်မယ်ကွာကလပ်ချက်မှာသွားဖမ်းကြည့်လိုက်ဆန်းမဖမ်းရတယ်ဒါလေးရောနည်းနည်းလေးရော over လေးဖြစ်သွားတယ် okay you do မင်းလွန်အောင်ချော ရတယ်ရှောင်းတော့ရတယ်ရှောင်းမြန်မာနိုင်ငံမှာရှောင်းပရိုတွေအရန်ပေါ်တဲ့အတွက်ဟလားရတယ်ဖြစ်နိုင်တယ်မူတူးတောင်မှာတာပြီးဖိတ်ခေါ်ဟိုင်းမြန်မာနိုင်ငံရှောင်းပရိုတွေဆိုတော့ဖြစ်နိုင်ပါတော့ဖြစ်နိုင်ပါတယ်ရှောင်းတော့ရတယ် one hit ကန်လို့ရတယ်ကွာ one hit ကန်လို့ရတယ် Franco မင်းကင်လာတက်ရင်တော့မင်းလာတက်ရင်ရ what the fuck ဒါမင်းကင်လာ Franco မလားဟုတ်တယ် Franco ရ Franco လဲ fire နဲ့ဆော့ကြည့်ပါရပါတယ်ဒါတော့ထားဂျိတ်အပြောက်ရပါတယ်ကျွန်တော်လည်းဆော့ဘူးပါတယ် okay ရတယ် Franco ရတယ် Natalia နတာလီယာရတယ်ဒါပဲနတာလီယာလည်းရတယ်ဖြစ်နိုင်ရရှိရဟာဒီကျွန်တော်ပြတ်တော့ဖြစ်ပါတယ်အဲ့တော့အိုင်ယာလင်းရဲ့အတူတူကကျွန်တော်ပြတ်တာပေးရတယ်သွားပြီးဆန်းကြည့်ပါကလပ်ချစ်မှာသွားဆန်းကြည့်ပါဘက်မှာမဟုတ်ပါဘူးကလပ်ချစ်မှာဆန်းပြီးမှဘက်မှာသွားဆန်းပါ